အားလုံးပဲမင်္ဂလာပါရှင် Moonlight Story NN ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Part 9ဝိယမုံရဲ့လက်တွေတုံရီနေခဲ့တယ်သစင်တွေပို့လိုက်တဲ့ဓာတ်ပုံကိုဖွင့်ကြည့်လိုက်တယ်ဓာတ်ပုံထဲမှာမင်းတန်းနဲ့လူတစ်ယောက်အတူရက်နေကြတယ်ဒါပေမဲ့အဲ့ဒီလူရဲ့မျက်နှာကိုမြင်လိုက်တဲ့အချိန်ဝိယမုံအသက်ရှူရက်သွားသလိုခံစားလိုက်ရတယ်မဖြစ်နိုင်ဘူးအဲ့ဒီလူကအာကာမင်းရဲ့ဦးလေးဦးရဲနောင်ဖြစ်နေခဲ့တယ်ဘာမင်းတန်းရဲ့မျက်နှာပြောင်းလဲသွားတယ်ဒီပုံကိုဘယ်ကရတာလဲဝင်းရမုံချက်ချင်းနားလည်သွားတယ်။ဦးရဲနောင်အာကာမင်းရဲ့ဖခင်ဆုံးပြီးကလေးကကုမ္ပဏီကိုအုပ်ချုပ်ချင်နေခဲ့သူဒါပေမဲ့ကုမ္ပဏီရဲ့အမွေဆက်ခံသူကအာကာမင်းဖြစ်နေခဲ့တယ်။ဒါကြောင့်သူအာကာမင်းကိုဖယ်ရှားချင်နေတာလားဝင်းရမုံမျက်ရည်ဝဲလာတယ်။အဲ့ဒီအချိန်သစင်နွယ်စီကဖုံးဝင်လာတယ်။ရမုံငါသူတို့ရှိတဲ့နေရာရှာတွေ့ပြီးဘယ်မှာလဲမြို့ပြင်ကစက်ယုံဟောင်းအာကာမင်းအဲ့ဒီမှာရှိတယ်။ဝင်းရမုံရဲ့မျက်လုံးတွေလင်းလာတယ်။ဒါပေမဲ့ဖုန်းတစ်ဖက်မှာသစင်တွေရဲ့အတန်ရုတ်တရက်ရက်သွားတယ်။သစင်နှဖမ်းလိုက်ဆိုတဲ့လူတန်တွေကြားလိုက်ရတယ်။ပြီးတော့ဖုန်းလိုင်းပြတ်သွားခဲ့တယ်။ဝင်းရမုံအေးခဲသွားတယ်။သစင်တွေကိုပါဖမ်းသွားပြီးအဲ့ဒီအချိန်ဝင်းရမုံရဲ့ဖုန်းထဲ message တစ်စောင်ထပ်ဝင်လာတယ်။ပို့သူအာကာမင်း message ထဲမှာ location တစ်ခုပြီးတော့စာတစ်ကြောင်းရမုံမလာနဲ့ဓာထောင်6ပဲ